ဒီမေးခွန်းလေးကိုအဖြစ်ပေးခြင်းပါတယ်ဒီတုပ်ပိုးအဖြေရပေါ့နော်သူအတုပ်ပိုးစစ်လိုက်တော့တုပ်ပိုးဘာမှမရှိဘူးလို့အဖြေထွက်တယ်ပေါ့နော်အဲ့ဒါ azoospermia လို့ခေါ်ပါတယ်အဲ့တော့တုပ်ပိုးဘာမှမပါလာဘူးဆိုတော့ဒီအဓိကပထမဆုံးတစ်ချက်ညီမလောက်ရမှာကထပ်စစ်ဖို့လိုပါတယ်အဲ့ဘာလို့ပထမစစ်တဲ့အချိန်မှာနမူနာယူတဲ့ပုံစံအဲ့နေရအခြေအနေဒါမှမဟုတ်ဓာတ်ခွဲခန်းအခြေအနေပေါ့နော်အကြောင်းတစ်မျိုးမျိုးနဲ့မှားသွားတာဖြစ်နိုင်တယ်အဲ့တော့ဒုတိယအချိန် sample ထပ်ယူပြီးတော့ထပ်စစ်သင့်ပါတယ်တကယ်လို့ဒုတိယအချိန်မှာလည်းဒီလိုပဲအဖြေကထွက်တယ်ဆိုလို့ရှိရင်တော့ဘာကြောင့်မို့လို့ဒီသူကတုပ်ပိုးဒီမပါလာတာလဲပေါ့နော် azoospermia ဖြစ်ရတာလဲဆိုတဲ့ဟာကိုစစ်ဆေးဖို့လိုရမယ်အဲ့တော့တချို့တွေကတုပ်ပိုးထွက်တယ်ဒါမှမဟုတ်ထွက်တဲ့လမ်းကြောင်းပေါ့နော်လမ်းကြောင်းပိတ်နေတာဖြစ်နိုင်တယ်နောက်မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်ဒီဟော်မုန်းတွေကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခါတုပ်ပိုးထွက်တာနည်းလို့လားပေါ့နော်အဲ့လိုမျိုးအကြောင်းမျိုးစုံတွေဖြစ်နိုင်တယ်အဲ့တော့ဘာကြောင့်လဲဆိုတာကိုစနစ်တကျစစ်ရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်စစ်ပြီးလို့ရှိရင်တကယ်လို့ကိုကပေါ့နော်ငွေရေးကြီးလည်းတက်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီ fertility center ကိုတွားပြီးတော့သူတို့ဒီအမျိုးသားရဲ့ဒီဝေးစေတွေကနေပြီးတော့ပေါ့နော်တုပ်ပိုးကရှိနေတယ်ထွက်တာမထွက်တာဆိုလို့ရှိရင်ခွဲထုတ်ယူပြီးတော့ဒီ XC0 IVF တို့လိုမျိုးနဲ့ပေါ့နော်ကလေးယူဖို့စ조사လို့ရနိုင်တာတွေရှိပါသေးတယ်အဲ့တော့ဒီပထမ sample မှာမရှိဘူးဆိုတိုင်းဟိုလက်မြောက်သွားစရာမလိုဘူးပေါ့နော်ဆက်လက်ပြီးတော့တေချာစစ်ဆေးမှုလေးဆက်လုပ်ပါစနစ်ကြလေးဆက်လုပ်ပါအဲ့ဒါပြီးတော့ကိုလူချင်းတဲ့ပန်းတိုင်ကိုရောက်နိုင်ပါစေကျေးဇူးတင်ပါတယ်ကျွန်မဝေဆန်းတီပါဩစတြေးလျကအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အချိန်မှာဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာညွှန်ကြားပေးရသူဖြစ်ပါတယ်အမျိုးသမီးတွေဆိုလို့အမျိုးသားတွေဒီတုပ်ပိုးနဲ့ပတ်သက်ပြီးတော့လည်းကျွန်မအစားအသောက်နဲ့ပတ်သက်လို့ရှိရင်ပေါ့နော်consultation လုပ်တာတွေလည်းရှိပါတယ်ရှင် okay ကျေးဇူးတင်ပါတယ် see you next time